ကျမဒီနေ့ပြောပြမှာတော့၅ပါးသီလရဲ့အကျိုးအပြည့်အဓိပ္ပာယ်ကိုပြောပြမယ်၅ပါးသီလမှာဆိုလို့ရှိရင်ပါဏာတိပါဒဝေရာမိသိက္ခာပဒသမာရိယာမိပါဏာတိပါဒဝေရာမိသိက္ခာပဒသမာရိယာပါဏာတိပါဒဆိုတာကသူများအသက်ကိုတတ်ခြင်းမှာရှောင်ခြင်းပါတယ်မြည်သည့်အသက်မှာတတ်ခြင်းမပြုပါဘူးလို့ဝေရာမဏိရှောင်ခြင်းသမာဓိတည်ကြည်ပါတယ်လို့ပြောတယ်နောက်တစ်ခုကအဒိဏဒါနာသူများပစ္စည်းခိုးယူခြင်းမှာမနောကံနဲ့ဖြစ်ဖြစ်ဝစီကံဖြစ်ဖြစ်ကာယကံနဲ့ဖြစ်ဖြစ်အဲ့သုံးခုကိုခိုးယူခြင်းကင်းမှသာလျင်အဒိဏဒါနာမြောက်ပါတယ်နော်အဒိဏဒါနာဝေရာမိသိက္ခာပဒသမာရိယာမိမြောက်ပါတယ်မနောနဲ့လည်းမပြစ်မှားရဘူးဝစီနဲ့လည်းမပြစ်မှားရဘူးကာယနဲ့လည်းမပြစ်မှားရဘူးမိဘရဲ့ပတ်စံအိတ်ထဲမှာပတ်စံရှိတယ်သားသမီးသည်ယူခြင်းမပြုရဘူးမိဘသည်ပိုင်ဆိုင်သောပိုင်ရှင်ဖြစ်တယ်ထိုကဲ့သို့ပဲသားသမီးရဲ့ပတ်စံအိတ်ထဲမှာရှိသောပတ်စံကိုမိဘကသားသမီးပဲလေယူလို့ရပါတယ်ဆိုတာမရပါဘူးအိမ်အောင်ရှင်ဘတ်တွေဆိုလို့ရှိရင်အညာမညာသူတို့နှစ်ဦးကတိတယ်ဒါယူတယ်ဆိုတာကိုလည်းပြောပြရမယ်အဲ့တော့မှအာရိဏဒါနရဲ့ကင်းရှင်းမှုကိုဖြစ်ပါတယ်မိဘပတ်စံပဲယူမယ်မေပတ်စံပဲယူမယ်ညီကိုပတ်စံပဲယူမယ်ဆိုတာအဲ့ဒါကအာရိဏဒါနမြောက်ပါတယ်ဝေရာမဏိသိက္ခာပဒဖြစ်စေခြင်းလို့ရှိရင်ပြောဆိုပြီးမှယူရပါတယ်အဲ့ဒါကအာရိဏဒါနပါကာမေတုမိစ္ဆာစာရဝေရာမဏိသိက္ခာပဒဆိုတော့ဝေရာမဏိသိက္ခာပဒသမာရိယာမိဆိုကာမေတုမိစ္ဆာစာရကအမတန်နဲ့နေပါတယ်ကျမတို့ရဲ့ဒီဘဝမှာတင်နေသူများမုန်းချင်းလဲခံရပါတယ်သူများအိမ်တော်ကိုပြုတ်သွားပြီးတော့လိုချင်မှုသူများရဲ့မေတ္တာတရားတွေကိုတော့မမြင်ရဘူးเนาะဒီကာမေတုမိစ္ဆာစာရကံကလေအာရိဏဒါနကံလိုပစ္စည်းခိုးယူခြင်းအထုပ်အထဲအကင်တွေ့ပြီးတော့ယူလို့ရတယ်ဒါပေမဲ့ကာမေတုမိစ္ဆာစာရကံကြတော့သူကမနှောနဲ့ပြစ်မှားတဲ့အရာတွေကယာနှုံများပါတယ်ကံကာလူတဦးတယောက်ကိုပိုင်ဆိုင်မှုပြုတ်ပေမဲ့လို့သူ့ရဲ့မနှောတတ်တဲ့အရာကိုဆွဲယူလိုက်ခြင်းဖြစ်တယ်ဆွဲယူလိုက်တဲ့အတွက်ကြောင့်သူဒီတန်တရားမှာအများဆုံးခံရတဲ့၅ပါးသီလရဲ့ကံတရားတွေမှာကာမေတုမိစ္ဆာစာရကဘာနဲ့ချီပြီးတန်တရားမှာရှေ့ပါတယ်ဒါကြောင့်မို့ကာမေတုမိစ္ဆာစာရကံကိုကာမေတုမိစ္ဆာစာရကံကတော်တော်ကိုကျေပြန့်တယ်တန်တရားမှာလည်းအများကြီးခံစားရတယ်နောက်မှကျွန်မအများကြီးပြောပြမယ်အများဆုံးသိတဲ့ရှင်အနန္ဒာသည်ဘဝတစ်ခုမှာအမတန်ချောလှပြီးတော့ပတ်စံချမ်းသာသောတထေတာတရားသူဒီကာမေတုမိစ္ဆာစာရကံကိုပြစ်မှားခဲ့တဲ့အတွက်ကြောင့်တန်တရားမှာလေအများကြီးဘဝပေါင်းပေးဆက်ခဲ့ရတယ်အဲ့ဒါနောက်အပိုက်တွေမှာတပြည့်တော့ကျွန်မရှင်းပြပါမယ်အဲ့ဒီကာမေတုမိစ္ဆာစာရကံကလေသူများရဲ့နှလုံးသားကိုဆွဲယူလိုက်တယ်မိသားစုတွေကွဲပြားတယ်စီးပွားရေးတွေပြက်ပြားတယ်စိတ်တွေကိုနွမ်းပါစေတယ်မလုတ်ချင်ဘူးမကင်ချင်ဘူးအဆဆရရပျက်စီးတဲ့ကြောင့်ဒါကြောင့်မို့ကျမကမနှောတတ်နဲ့အများကြီးခံစားရပါတယ်လို့ပြောပါတယ်မပြုတ်သင့်ဘူးပေါ့နော်ဒါပေမဲ့တချို့တွေကတော့လဲတဘဝတခဏတနတ်စာလေးနဲ့ကာမေတုမိစ္ဆာစာရကံကိုပြုကြပါတယ်ဒါပေမဲ့မတန်ပါဘူးထမင်းသည်တနတ်စာကိုသူစားလိုက်ရပါတယ်ပတ်စံကိုတရက်တလားတစ်နှစ်ကောင်းစွာသုံးလိုက်ရပါပြီမဲ့လို့ကဘာနဲ့ချီပြီးပေးဆက်လိုက်ရတာကိုမတန်ပါဘူးပင်မကြီးစွာပေးဆက်ရတယ်အခုဒီပြစ္ဆုတ်ပံဘဝမှာလဲကြည့်လိုက်ခြင်းအဖြစ်အမျိုးသမီးချင်းဖြစ်ကိုမွေးထားတဲ့သားသမီးတွေပဲရှိတယ်ဖြစ်သူ့အမေကပေါ့ဒီလိုလေးတွေလာမယ်သားသမီးလည်းမျက်နှာငယ်ရတယ်အဲ့ဒီအမျိုးသမီးပေါ့ဒီလိုလာမယ်မိဘလည်းထိကြိုက်တယ်
ဘသူရဲ့သမီးကပေါ့ဘသူရဲ့သားကဘသူနဲ့ဒါတွေကအမြဲတမ်းဖြစ်နေတော့ပြဿနာမဟုတ်ပါဘူးအမြဲတမ်းပြောခံနေရမယ်ပြဿနာတစ်ခုပါမဖြစ်တဲ့အရာလို့ကျွန်မကတိုက်တွန်းချင်ပါတယ်အဲ့ကာမေတုမိစ္ဆာစာရကံရဲ့အပြစ်တွေအများကြီးကိုလေကျွန်မပေါ့ရှင်အနန္ဒာနဲ့ရှင်အနန္ဒာဖြစ်ခဲ့တဲ့ဘဝတွေနဲ့ကျွန်မအများကြီးပြောပြပါမယ်နောက်တစ်ခုကမှုသားဝါရာဝေရာမိတိတ်ခါပဒံတမာရိယာမိမှုသားသည်လိန်လေချင်းသာဖြစ်ပါတယ်လိန်လေမှုကိုရှောင်ကျင်ပါ၏လို့ဒါတစ်ခုပဲရှောင်ကျင်ခြင်းကိုရပါတယ်မှုသားဝါရာဝေရာမိတိတ်ခါပဒံတမာရိယာမှုသားမဟုတ်မမှန်ပြောခြင်းမှာရှောင်ကျင်ပါ၏ဒါပဲရမုဒါဝါရာဝေရာမဏိတိတ်ခါပဒံတမာရိယာမိလိန်လေချင်းမှာရှောင်ကျင်ပါ၏ပဲရပါတယ်အနောက်ကသူဒီပိတုနာဝါစာဝေရာမဏိတိတ်ခါပဒံတမာရိယာမိဖရုဒဝါစာဝေရာမိတိတ်ခါပဒံတမာရိယာမိတံပဖလာပါဝေရာမဏိတိတ်ခါပဒံတမာရိယာမိဆိုတာကြံ၃ခုရှိပါတယ်ပိတုနာဝါစာဆိုတာတယောက်နဲ့တယောက်ချစ်ခင်ခြင်းကိုဂုံတိုက်ပြောဆိုခြင်းသူများကချစ်ခြင်းကိုခွဲခြားခြင်းပေါ့မဟုတ်မမှန်သွားပြီးတော့ခွဲချစ်ခြင်းကိုခွဲခြားတာတင့်မြတ်မှုကိုခွဲခြားတာသည်ဂုံတိုက်ခြင်းသည်ပိတုနာဝါစာဖြစ်ပါတယ်ဖလုတဝါစာဆိုတာကြမ်းတမ်းစွာပြောဆိုတယ်ချို့ဒီဆယ်ရီတိုင်းထွာအမြဲတမ်းထမင်းစားရေတောက်တယ်လို့ပြောနေကြတာပဲကိုပစ္စည်းနဲ့တိုင်းနဲ့အနေချင်းဘာပဲဖြစ်ဖြစ်ကြမ်းတမ်းစွာပြောဆိုလိုက်မှဆဲဆိုလိုက်မှပါလာတဲ့အနုတ္တရလို့ပြောရမှာလားအရင်ဘွားတွေကနေပြီးတော့ပါလာတာလားအမြဲတမ်းဆဲဆိုတဲ့သူရှိပါတယ်နောက်တစ်ခုကတမ္ပဖလာပအဲ့ဒီတမ္ပဖလာပကလည်းဘာကိုခေါ်လဲဆိုတော့ကိုမသိပဲနဲ့သူများအကြောင်းကိုမသိပဲနဲ့သိလဲမသိဟုတ်လဲမဟုတ်ပဲနဲ့အကြောင်းမလှပဲနဲ့မဟုတ်တန်တရားတွေရှောက်ပြောနေတော့ဟုတ်လဲမဟုတ်ပါအဲ့ဒါကိုတမ္ပဖလာပလို့ခေါ်ပါတယ်အကြောင်းကျိုးလဲမညီညွတ်ဟုတ်တာလဲမဟုတ်အရေးပါတာလဲမဟုတ်တဲ့စကားသည်တိမ်ဖြင်းသောစကားလို့ခေါ်တယ်ကျမတို့မှာဆိုရင်စဘာပင်ဒီပေါင်းတင်းနေမှအမြဲတမ်းအသီးနှံဒီအောင်မြင်ခြင်းပေါ့ဝပြောခြင်းကိုဖြစ်တယ်လို့ပဲပိန်ဖြင်းနေသောစဘာပင်လေးတွေဒီဘယ်အရာမှအရာမဝင်ဘူးစားလို့လည်းမရဘူးပိန်ဖြင်းတိမ်ပိန်ဖြင်းပြီးတော့စဘာခွန်တာဖြစ်သွားပါတယ်အဲ့ဒီလိုပဲသူပြောတဲ့စကားတွေဒီတမ္ပဖလာပပြောတော့သူရဲ့နှုတ်ဘစီကံဒီသူများမယုံကြည်ပါဘူးအခုဆိုရင်ပြဿနာပေါင်းများစွာယောဂပေါင်းများစွာဖြစ်နေတယ်အဲ့လိုမျိုးဒီမုဒဝါဒပိတုနာဝါစာဖလုတဝါစာတမ္ပဖလာပဆိုတဲ့၄မျိုးသောစကားကိုပြောဆိုခြင်းဖြင့်ဘာပြဿနာဖြစ်နိုင်ပါလဲလို့မေးလို့ရှိရင်ကင်ဆာဖြစ်တယ်ဘာကင်ဆာလဲဆိုပစောင်ကင်ဆာတို့ရှာကင်ဆာတို့ကြက်သိတယ်နော်လေချောင်းကင်ဆာအဲ့ဒီပစောင်ကင်ဆာလေချောင်းကင်ဆာတဖုံးကင်ဆာဒါတွေကဖြစ်တတ်တယ်ဘာဖြစ်လို့ဖြစ်တတ်လဲဆိုတော့ဒီစကားတွေကိုသူများကိုနစ်နာအောင်ပြောဆိုထားတဲ့အတွက်ကြောင့်ကိုခံစားရမှာပါနောက်တစ်ခုကသူရာမေရယကံကသူရာမေရယဝေရာမဏိတိခါပလံတမာရိယာတေရတရက်တောက်စားခြင်းမှာရှောင်ကျင်ပါ၏တချို့တွေကဘီယာလေးပဲတောက်တာပါဝိုင်လေးပဲတောက်တာပါဆန်ရက်ကလေးပဲတောက်တာပါမရဘူးနောက်ပိတ်ဆုံးကျမတို့ခေါ်တာကလှော်စာလို့ခေါ်တယ်တချို့ကကောင်းညင်းချင်ပတ်လို့လည်းခေါ်တယ်အဲ့ဒါတော့မရဘူးအဲ့ဒါကဘိမင်းကစောလှော်စာအရက်
အဲ့ဒါလည်းမရပါဘူးသူဒီမူရစ်သေးကိုပါပါတယ်တေးရတရက်သေးကိုပါတယ်အဲ့ဒါကြောင့်သူရာမေရတာမြောက်ပါတယ်ဒါကြောင့်မလို့ဘီယာလည်းမတောက်ရဘူးအရက်လည်းမတောက်ရဘူးဝိုင်းလည်းမတောက်ရပါဘူးဆန်အရက်ကလေးပဲဆိုတာလည်းမတောက်ရပါဘူးကျမပြောတယ်နောက်ပိတ်ဆုံးဗိမင်းကစောလှော်စာအရက်လှော်စာတောင်မစားရပါဘူးဒါကိုမြတ်စွာဘုရားကတားမြင့်ထားပါတယ်တားမြင့်တာကိုလှုပ်လို့ရှိရင်မိမိသာလင်ခံစားရမယ်သူတောက်လိုက်ခြင်းအဖြစ်ကိုကဘာကိုအပြစ်ဖြစ်မလဲဆိုတာကျွန်မအပြစ်ကိုပြောပြမယ်မိသားစုထဲမှာဒီအရက်စားဝတ်နေရေးကအဆင်မပြေဘူးအရက်ကတောက်ချင်နေပြီအောက်ချင်နေတဲ့အတွက်ကြောင့်အရက်ဖိုးကိုဖယ်လိုက်မယ်စားဝတ်နေရေးအဆင်မပြေတဲ့ခါကျမိသားစုမှာရန်ဖြစ်ကြမယ်ပြဿနာဖြစ်ကြမယ်စားဝတ်နေရေးမလုံမလောက်ဖြစ်မယ်နောက်တစ်ခုကဒါကိုတောက်ချင်အဖြစ်ယူနှမ်းအောင်ခံစားနေရမယ်ကျမ်းမာရေးမကောင်းတဲ့ခါကျရင်ဝေဒနာတွေလည်းခံစားရပါတယ်ပတ်စံတွေကလည်းဒီချိန်မှာဆေးဖို့ဆေးရုံဆရာဝန်ခတွေကကြီးကျယ်ခမ်းနားစွာပေးရတဲ့အတွက်ကြောင့်တောက်လိုက်တာကတခဏပေးဆက်ရမှာအများကြီးဖြစ်ပါတယ်ဒါကြောင့်မလို့သူရာမေရယဆိုတာဝေရာမဏိတိတ်ခါပရံတမာရိယာမီဆိုရှောင်ကျင်ရမယ့်အရာဖြစ်ပါတယ်သူ့ရဲ့အကျိုးတွေကအကျိုးကိုကျွန်မမပြောသေးဘူးအပြစ်ကိုပြောပါတယ်ဒီအပြစ်တွေဒီမိသားစုမှာလည်းဒုက္ခများစွာရပါတယ်ကိုယ်ခန္ဓာကိုယ်မှာလည်းအများကြီးဒုက္ခရောက်ပါတယ်ဒုက္ခဆိုတာတောက်လိုက်တဲ့အချိန်လေးမှာကိုယ်သာလင်ဒုက္ခထင်ပေမဲ့လို့ဒုက္ခတွေအများကြီးဖြစ်ပါတယ်